ကုလိုနိဗ္ဗာန်နဲ့ပတ်သက်တာကိုဗမောဆရာတော်ဘုရားကြီးဥက္ကုမာရဘိဝန္တာကဟောထားတာလေးတွေရှိပါတယ်အဲ့ဒါလေးကိုဥစဉ်ပြန်ပြီးပြောပြပါပါဥက္ကုမာရဘိဝန္တာဗမောဆရာတော်ဘုရားကြီးကဘလို့ဟောတယ်လဲသူတော့ပရုံမင်းဘုရောဥဝိုင်းလက်ထက်ကအမကြီးဥပိုလ်ဘုရောဥဝိုင်းကအမေးရှိတယ်ကိုဦးမြတ်စွာဘုရားနဲ့တရားတော်တွေဟောနေတဲ့နိဗ္ဗာန်ဆိုတာဘယ်လိုလဲတို့အခုသာနေတောင်းနေတဲ့ရတာလျှောက်ပါးတဲ့ကဘယ်လိုရတာမျိုးလဲရှင်နဲ့ရတာလားရှူနဲ့ရတာလားသိနဲ့ရတာလားဒီလိုမေးတယ်အခါကျတော့မှန်ပါဗျာကျွန်တော်မျိုးငယ်ရတဲ့လူမျိုးဘဝတုန်းကတားလျောက်နဲ့ကြားရောက်ဆိုတဲ့ညီမ2ယောက်ရှိတဲ့အိမ်ကိုလူမျိုးလည်းရောက်ခဲ့ဘူးပါတယ်ဗျာဒီလိုရောက်ခဲ့ဘူးတော့တားလျောက်ကညီမအငယ်ကြားရောက်ကအမကြီးအကြီးတားလျောက်ကအိမ်တော်ရင်ကြပါတယ်အိမ်တော်ရင်ကြတော့ကြားလျောက်ကအမဖြစ်သူကမေးပါတယ်ညီမတားလျောက်ညီတို့လင်ယူရဲ့ရတာဘယ်လိုရတာမျိုးလဲတို့ရတာလျှောက်ပါးတဲ့ကရှူချင်းပန်ကားအိမ်သက်ဒီရတာလျှောက်ပါးတဲ့ဘယ်လိုရတာမျိုးနဲ့တူတယ်လဲလို့မေးတဲ့အခါကျတော့အမကြီးအဲ့ရတာတွေကနဲ့မနိုင်ပါနဲ့အဲ့ရတာတွေတဲ့အရာထောင်မကဒီလင်ယူတဲ့ရတာကအသေးတဲ့ရင်နဲ့သေးတဲ့နှလုံးသေးကိုစိတ်ကနေတိတ်ကနေအေးကနေနှွေးကနေအဲ့ဒါလိုရတာမျိုးကြီးပေါ်ပါတယ်အမကြီးပြောတဲ့ရတာ6ပါးနဲ့မှဘလို့မှနှိုင်းထားလို့မရပါဘူးအမကြီးလင်ရတော့သိပါလိမ့်မယ်လို့သူ့အမဖြစ်သူကိုတားလျောက်ကဒီလိုပြောတယ်မှန်လားပါဝါရှင်မင်းသားကြီးလေသစ္စာ4ပါးတရားတွေကိုနာကြားပြီးတော့ဒီဝိပဿနာအလုပ်တွေကိုကြကုတ်ကြကဲကြိုးစားပွားများအားထုတ်မယ်ဆိုရင်ဖြင့်ဓမ္မတဘူရပြီးတော့ဝါရှင်မင်းသားကြီးပြောတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါလိမ့်မယ်ဗျာအဲ့ဒီနိဗ္ဗာန်ဆိုတဲ့ရတာကလည်းအခုနဘဝရှင်မင်းသားကြီးပြောတဲ့ရတာ6ပါးတွေကဘယ်လိုရတာမျိုးနဲ့မှနှိုင်းသားလို့မရပါဘူးဗျာအသိအတော့အသိအတန်တဂရိသဒီဖြင့်အဲ့ဒီရတာ6ပါးတဲ့နိုင်သားလို့မရတဲ့အဲ့ဒီရတာမျိုးတွေတွေ့ရတတ်ပါတယ်ဗျာဓမ္မတဘူရာရအောင်နာကြည်မာလို့ဆိုလိုပါတယ်အဲ့ဒါကိုအမကြီးလင်ရတော့သိပါလိမ့်မယ်ဆိုတာကဝါရှင်မင်းသားဓမ္မတဘူရအောင်နာကျူးစားပါဒီနိဗ္ဗာန်ရဲ့အရာတာကိုသိပါလိမ့်မယ်အမကြီးလင်ရတော့သိပါလိမ့်မယ်လို့သက္ကပုံလေးနိုင်ထားပါတယ်
အဲ့ဒါဗမောတရားတော်ဘုရားကြီးဟောကြားတဲ့နိဗ္ဗာန်ကြောင်းကိုဥပမာပေးဟောကြားတာလေးကိုဦးဇင်းနိုင်မှသားထားတာလေးတွေကိုပြောပြခြင်းဖြစ်ပါတယ်ဒီနိဗ္ဗာန်သစ္စာတရားတွေနာပြီးတော့လေဒိဋ္ဌိကိုအရင်ပြောရမှာပါအဲဒါကြောင့်မိုးကုတ်တရားတော်ဘုရားကြီးနဲ့တရားသူကလည်းဟောပါတယ်ဒိဋ္ဌိမကွာပုဂ္ဂိုလ်မှာလည်းလူတွင်သကြာမိုးပြပြမနမသကြာမိုးပြပြမဖြစ်တုံးမှာလည်းခန္ဓာပြူကွဲကုသိုလ်သေးကဖောက်မြဲပေရွာရောက်မြဲသာသည်လို့ဟောတော်မူတာပေါ့ဒိဋ္ဌိမကွာရင်ဖြင့်အဲဒါကြောင့်တရားရှုမှမပွားများခင်ဒိဋ္ဌိကိုအရင်အသိနဲ့ပြောရပါမယ်အသိနဲ့ပြောပြီးမှနောက်အပွားနဲ့ပြောရပါမယ်အပွားဉာဏ်နဲ့ပြုတ်ပြီးတဲ့အခါကျတော့မှသူအလိုလိုအပေပြုတ်သွားပါလိမ့်မယ်ပရမတော့တင်ညာတိဘောနောက်ဝိညာဉ်တိနောက်ပညာတိဖြစ်အောင်ဒိဋ္ဌိကိုတင်ညာတိဝိညာဉ်တိပညာတိဖြစ်အောင်ကြိုးစားမှာပါဒါရီရလည်းတရားသမားတွေရဲ့ဟောကြားမှုကိုနာယူမှတ်သားပြီးမှဖြုတ်လို့ရမှာပါဘုလိုရင်ကတော့ကလေးလေးယောက်ကရွှေကလေးကောက်ရတာတယ်ကောက်ရလာတော့ဒါရွှေလေးနဲ့တူးသေးတော်လို့ဒီကလေးကသိတယ်ပေါ့သိတော့အဲ့ဒါတင်ညာသိပါလူတွေပြောရတဲ့မိဘတွေပြောရတဲ့အသိနဲ့သိတာဒါတင်ညာသိပါဒါလေးဟိုမိဘဟိုပြတော့မိဘဒါဟုတ်လောက်တယ်ရွှေဟုတ်လောက်တယ်လို့သိတာအဲ့ဒါဝိညာဉ်သိပါအဲဒီမိဘတကားပရိနေကိုပြလိုက်တဲ့အခါကျတော့ပရိနေကဒါဘယ်နှမူရေးရှိတယ်ဒါဘယ်နှရွေးသားရှိတယ်ဘယ်လောက်သားရှိတယ်လို့ပရိနေသိတဲ့အသိအပညာသိပါအဲ့ဒါလိုလေးတင်ညာသိရနေဝိညာဉ်သိရနေပညာသိအောင်ဒီဒိဋ္ဌိဖြုတ်နိုင်အောင်လေ့လာမှာပါသိဖို့ရမှာပါအဲဒါကြောင့်တရားမရှိမှမပွားများခင်ဒိဋ္ဌိကိုအရင်ဖြုတ်ရမှာပါတင်ညာတိဝိညာဉ်တိပညာသိအောင်ကြိုးစားမှာပါဒါတွေကလည်းဆရာသမားတွေရဲ့ဟောပြောတာကိုမသိရင်မေးမသိရင်သိဆိုတာလိုပဲကိုနားမပေါက်ရင်နားပေါက်အောင်ဆရာသမားတွေကိုမေးပါဦးဇင်းတို့တတ်တယ်ဆိုတာကဆရာသမားတွေရဲ့ရှေးပြားမှာရှေးဘဝမှာကတ်တဲ့မြူမုံလောက်ပဲသိတာပါ